ဝယ်တုန်းကတော့ဝင်းလက်နေတာပဲကြာလာတော့အယောင်မိန်သွားလို့ဆိုပြီးစိတ်ညစ်နေတဲ့သူတွေရှိလားဒီနေ့ကီကီအလွယ်တကူလှုပ်လို့ရတဲ့ရွှေတဲ့ထိမ့်သိမ့်နည်းတွေကိုမျှဝေပေးပါမယ်အားကစားလုပ်တဲ့အခါရွှေတွေကိုချွတ်ထားပြီးနော်ချွေးနဲ့ထိတဲ့အခါရွှေကဓာတ်ပြုတ်ပြီးအယောင်မိန်သွားစေနိုင်လို့ပါအလှပြင်ပြီးမှရွှေတွေကိုဝတ်ဖို့မမေ့နဲ့နော်ရီမွေး body lotion စတာတွေကရွှေရဲ့အယောင်ကိုမိန်စေတတ်ပါတယ်ဒါကြောင့်အပြင်သွားခါနေအလှပြင်တာအကုန်ပြီးလို့နောက်ဆုံးမှဝတ်စင်ပါ3လတကာလောက်တန့်ရှင်းရေးလုပ်ပေးပါ3လတကာလောက်တော့ရွှေတယ်လေးတွေကိုရိုးရိုးဆက်ပြာရည်နဲ့ရောထားတဲ့ရည်နွေးနွေးလေးတွေမှာစိတ်ထားပြီးနူးညံ့နဲ့သွားတိုက်တန်လေးနဲ့အသားအရာပုတ်တိုက်ပြီးရုံပါပဲတစ်ခုချင်းစီခွဲသိမ့်ပြီးနော်ရွှေတယ်တွေကိုရောသိမ့်ထားရင်တစ်ခုနဲ့တစ်ခုပုတ်တိုက်မိပြီးအစင်းရာတွေထင်ကြံတတ်ပါတယ် velvet အေးလေးတွေဒါမှမဟုတ်အကန့်ပါတဲ့ဘူးလေးတွေနဲ့ခွဲသိမ့်တာအကောင်းဆုံးပါဓာတုပစ္စည်းတွေနဲ့ဝေးဝေးမှာထားပြီးနော်ရေကူးတဲ့ခါမှာ chlorine ပါတာကြောင့်ရွှေလေးတွေချွတ်ထားဖို့မမိပါနဲ့နော်ဒီနည်းလမ်းလေးတွေကအရန်ယူရှင်းပြီးမယ်ပုံမှန်လုပ်ပြီးရင်တော့ကိုယ့်ရဲ့ရွှေတွေလေးတွေကအမြဲတမ်းတောက်ပါနေမှာနော်